Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Wasena Hotumi Sayami Kalam Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Wasena Hotumi Sayami Kalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mudaito Araham Segwaya Yadita Naimagamu Kilida Agudu Nijiro Gule Puludo Mamubedado Arawadana Nidagwado Ayado Gilidaru Magi Wizijero Muvedado Bayada Zayadwya Piano Guadada Omino Mubedado Dugada Gaundo the Gago Suro Mudadado Dugada Gaundo Nibando Leve Juadwado Mudadado Amidam Manashado Gono Bonele Bizono Mubetado Vidayaga Sajido Gilida Muniji Maki Wido Mubetado Lalida Yonjido Chowdwebi Gumyu Sabe Dido Mubetado Adulam Dila County Damadini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubitado Serenam Nebayo Joe Jingoni Pizono Mubitado Tibu Badama Bawa Duma Bondoma Dunai Kilida Pumiro Guji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biasano Munaidado Dukharam Lujana Najana Nivan Chandarugo Piro Mudadado Parana Luna Nagada Jabyama Tadawa Vini Miabu Jiroi Atago Vayase Igam Judo Mubidado Zinam Litizaban Kangolan Kanga de Chatepe Namazwa Yamigo Piasi Amina Mudobaya Shenkurom Yajigo Aham Bayadvirodi Panama Mi Yudi Miano Majojo Yuishego Grova Imyaswabaya Mayam Bayadvirod Marudi Panama Yude Miano Majojo Shego Groja Vago Imyaswabaya Edina Disamu Sena Idonoda Bodo Landapin Homa Soyare was in this as a gajam Edina Disamu Sena Idobayashi Grom Yajibi Arahambay and Asia Sashido Gunoruni Yizuno Mubabe Lumangan Soyare was in this as a gajam Me Junua Magam Junodua Zayami Galam Nabia Dwimbi Bian Siwe Louis Sana Udamyadi Piwa Sonswa Sando Tato Auya Amu Aung Jong Beauty Aung Suyerana Aung Jinji Mingalati Hodu Moja Madwe Piba Zidadi Payadvi Dodi Dandara Masaye Yeni Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမသာ၍ယနေ့တိုင်အောင်
ထမင်းတလုံးဤဓမုစသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား